ကဲအခုနောက်ပို့ခင်အခြေခံစကားပြောအပိုင်း7ကိုဆက်သွားမယ်။အောက်ထုတ်ဆောင်ပါခလုခုလုတ်ဆောင်းပါခလုခုလုတ်အောက်ထုတ်ထီဆောင်းပါခလုဆောင်းထီကိုအနောက်ပို့ခင်လို့ဆောင်းခလုဆိုတာကတော့ဆောင်းတာကိုပြောတာအင်ဂျီလက်ရှည်ဝပါတိုလန်ပလောစုထောင်တိုလန်ဝတ်စင်ပါပလုတ်စုထောင်အင်ဂျီလက်ရှိပလုတ်ဆိုတာကအင်ဂျီစုထောင်ဆိုတာကလက်ရှိပလုတ်စုထောင်အင်ဂျီလက်ရှိဘောင်းဘိရှေဝတ်ပါကောင်းလံဖလန်ခိုင်ထောင်အောက်ကအဝတ်အစားတွေဝတ်စင်တာကိုအနောက်ပိုကင်လူကကောင်းလံလို့ပြောတယ်အပေါ်ပိုင်းအဝတ်အစားတွေဝတ်စင်တာကိုတော့သို့လံလို့ပြောတယ်နော်ဆိုတော့ကောင်းလံဖလန်ခိုင်ထောင်ဆိုတာကဘောင်းဘိရှေတကယ်လို့ဘောင်းဘိဒိုဆိုရင်ဖလန်ခိုင်ဖူနော်ကဲတနခါလိမ့်ပါဆိုရင်ဟူနမစ်နော်ဟူဆိုတာကလိမ့်တာနော်ဟူနမစ်ဆိုတာကတင်းရဲ့မျက်နှာကိုလိမ့်ပါဆိုတော့တနခါလိမ့်ပါနဲ့အတူတူပဲပေါ့နော်ကဲဟုတ်ပြီဒီနေ့ဝင်မြပေးခြင်းနဲ့အနောက်ပိုကင်အခြေခံစကားတွေကတော့ဒီလောက်ပဲနော်အားလုံးကိုကျေးဇူးတင်ပါတယ်